အားလုံးမင်္ဂလာပါကျွန်တော်နာမည် Michael Van ဖြစ်ပါတယ်အခုကမ္ဘာသတင်းမှာဖြစ်ပွားနေတဲ့အီရန်စစ်ပွဲရဲ့နောက်ဆုံးရသတင်းတွေကိုကျွန်တော်တင်ဆက်ပါမယ်ကျွန်တော်ရဲ့ဗီဒီယိုအဆုံးထိနားထောင်ပေးရန်တောင်းဆိုပါတယ်American ဦးဆောင်သော Operation Epic Fury စစ်စင်ရေးအတွင်းအီရန်နိုင်ငံ၏အစစ်မြစ်ဆုံး Iris Fence ရေငုပ်တင်ပေါ်ဖျက်ဆီးနိုင်ခဲ့ကြောင်းသိရပါတယ်။ American ဒီအီရန်ထိခေါင်းဆောင်များကိုတုတ်တင်ရတဲ့အောင်မြင်မှုရှိခဲ့တော်လဲအီရန်အစိုးရကိုအပြောင်းအလဲဖော်ဆောင်ရန်ရင်ဖန်ချက်မှာမှုလက်တွေ့မကြကြောင်းစစ်ဘက်ကျွမ်းကျင်သူများကသုံးသပ်ကြပါတယ်။အီရန်နိုင်ငံဒီလွန်ခဲ့သောဆယ်စုနှစ်များစွာကလေးကဗဟုချုပ်ကိုင်မှုရှော့ချထားသောစစ်ဌာနချုပ်များနဲ့အီရန်ခေါင်းဆောင်မှုစနစ်ကိုပြင်ဆင်ထားတဲ့ဖြစ်တိုက်ခိုက်ခံရပြီးနောက်လီမြန်စွာတုံ့ပြန်နိုင်ခဲ့ပါတယ်။အမေရိကန်နဲ့အစ္စရေးတို့သည်အီရန်၏မြို့ချစ်စိတ်ဓာတ်နဲ့နေမီအနေအထားကြောင့်ယူကရိန်းစစ်ပွဲကဲ့သို့ပင်ရုံထွက်ရခက်ခဲသောပိတ်မိနေနိုင်ကြောင်းလည်းသတိထားပါတယ်။အချုပ်အဖြစ်ဆိုတော့လေဒီ3အရင်မြစ်ဒီအရှိအလဲပိုင်းတွင်ဖြစ်ဖွက်နေသောစီဘရီဖခများအခြေအနေနဲ့အီရန်၏ခါစစ်ပြင်ဆင်ချက်မှုများကိုအလီဘီဖော်ဆောင်ထားခြင်းဖြစ်ပါတယ်။ American Operation Epic Fury စစ်စင်ရေး Epic Fury ပေါ့နော်ဒီစီလင်းတော်ရင်မှတ်ချက်တစ်ခုရှိကြောင်းသတင်းအရင်းမြစ်တွေကပြောထားပါတယ်ဒီအကြောင်းအရာတွေကို American အစိုးရကတရားဝင်ဖော်ထုတ်ထားခြင်းမရှိပေမဲ့လည်းရင်းမြစ်များကဖော်ချက်ထားတဲ့ဟာကိုကျွန်တော်တင်ဆက်ပါမယ်ပထမချက်အနေနဲ့အီရန်နိုင်ငံရဲ့ထိပ်တန်းခေါင်းဆောင်ပိုင်းကိုလုတ်ကြံတပ်ဖြတ်ရန်ဒီအကြောင်းအရာကအဓိကဖြစ်ပါတယ်ဒီဟာကပထမအဦးဆုံးရင်မှန်းချက်ဖြစ်ပြီးစစ်စီရင်စတင်ပြီးကရေကမိနစ်ပိုင်းအတွင်းမှာပြင်အီရန်၏ထိပ်တန်းခေါင်းဆောင်ပိုင်းအားလုံးကိုတိုက်ခိုက်ချေမှုန်းခံခဲ့ရတဲ့ဖြစ်ဒီရင်မှန်းချက်မှာအော်မီခဲ့သည်ဟုဆိုနိုင်ပါတယ်ဖေဖော်ဝါရီလ24ရက်နေ့နာနဲ့ပိုင်းတွင်အီရန်ခေါင်းဆောင်ပိုင်းများအားလုံး USA ကတပ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်ဒုတိယချက်အနေနဲ့အီရန်အစိုးရကိုအပြောင်းအလဲလုပ်ကြံ regime change ပေါ့နော်ဒီဟာကဒုတိယချက်ဖြစ်ပါတယ်ဒုတိယရည်မှန်းချက်ဖြစ်တော်လဲအမေရိကန်နဲ့အစ္စရေးတို့နေဖြစ်မြေပြင်တပ်ဖွဲ့များ boot on ground ဆေလွှတ်ခြင်းမပြုတ်နိုင်ပါကဒီရည်မှန်းချက်အားလုံးဟာအော်မီရမဖြစ်နိုင်ကြောင်းကာကွယ်ရေးပိုင်းကျွမ်းကျင်သူများကသုံးသပ်ထားတာရှိပါတယ်ဒီစစ်စင်ရေးတွင်အမေရိကန်ဗဟုစစ်ဌာနချုပ် CENTCOM ဒီအီရန်၏အစစ်မြစ်ဆုံးအကောင်းဆုံးဟုသတ်မှတ်ထားသည့် Iris Fence ရေငုပ်တင်ပေါ်ကိုလည်းတိုက်ခိုက်နှိမ့်မြုပ်ခဲ့သည်သို့တော်လည်းအီရန်နိုင်ငံဒီ၎င်းကိုစစ်ဘက်ဆိုင်ရာအမိန့်ပေးစနစ်ကိုနေမီအလိုက်ဖြန့်ခွဲထားပြီးအစားထိုးမဲ့ခေါင်းဆောင်များကိုလည်းစနစ်တကျပြင်ဆင်ထားသောကြောင့်ဒီစစ်စင်ရေးစတင်ပြီးနောက်တွင်အီရန်ဘက်မှပြင်းထန်စွာပြန်လည်တုံ့ပြန်မှုများလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ Iris ရေငုပ်တင်ပေါ်နှိမ့်မြုပ်မှုဒီရေတက်ဆွမ်းဆောင်ရေးအတွက်ကြီးမားသောတိုက်ခိုက်မှုတစ်ခုဖြစ်သည်ဟုဆိုနိုင်ပါတယ်။အဆိုပါတိုက်ခိုက်မှုနဲ့ပတ်သက်၍အောက်ပါအချက်များကိုတရင်အရင်ကဖော်ပြထားတာကိုကျွန်တော်တင်ဆက်ပါမယ်အစစ်မင်းဆုံးစစ်လက်နဲ့ဆုံမှု Iris Fence ဒီအီရန်နိုင်ငံကကူပိုင်ထုတ်လုပ်ထားတဲ့အစစ်မင်းဆုံးဘီတွင်းထုတ်ရင်အုပ်တင်ပေါ်ကြီးဖြစ်ပါတယ်ဒီအကောင်းဆုံးရေအောက်စစ်လက်နဲ့များ၎င်းတို့အီရန်နိုင်ငံ၏အကောင်းဆုံးနဲ့အလုတ်လုံနိုင်စွမ်းအစီအဆုံးရေအောက်စစ်လက်နဲ့အဖြစ်သတ်မှတ်ထားပါတယ်တိုက်ခိုက်ခံရသည့်နေရာအဆိုပါ Fed Class ကန်ယူဒန်ဒေတာတွင်ရှရီလင်ကာကန်ချီပေါ့နော် International ရင်းနဲ့ပိုင်တဲ့အတွင်းမှာ USA ကခုလိုမျိုး Iran ပိုင် Iris ရေငုပ်တင်ပေါ်ကိုတင်မြှောက်နိုင်တာဖြစ်ပါတယ်ဒီရေငုပ်တင်ပေါ်ဒီ Bandar Abbas ၎င်းစိတ်ကန်းအနေတွင်ပြင်အမေရိကန်ဗဟုဌာနချုပ် CENTCOM ၏တိုက်ခိုက်မှုခံရပြီးနောက်နစ်မြှုပ်သွားခြင်းဖြစ်ပါတယ်သို့တော်လည်းအီရန်နိုင်ငံဒီလွန်ခဲ့သော40ခုနှစ်ကလေးကယခုကဲ့သို့သောစစ်ပွဲများအတွက်ပြင်ဆင်ထားခဲ့ပြီး၎င်းတို့၏စစ်ဘက်ဆိုင်ရာအမိန့်ပေးစနစ်များကိုနေမီအလိုက်ဖြန့်ခွဲထားခြင်းခေါင်းဆောင်မှုစနစ်များအတွက်အစားထိုးမဲ့အစီအစဉ်များကိုစနစ်တကျပြင်ဆင်ထားခြင်းတို့ကြောင့်ထိပ်တန်းခေါင်းဆောင်ပိုင်းများနဲ့အစစ်မြစ်ရေငုပ်တင်ပေါ်ဆုံးရတော်လဲပြင်းထန်သောတုံ့ပြန်မှုများကိုချက်ချင်းလုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်ဒီ Operation Epic Fury ဒုတိယရည်မှန်းချက်ဖြစ်သောအီရန်အစိုးရကိုအပြောင်းအလဲလုပ်ရန် regime change ရည်မှန်းချက်မအောင်မြင်နိုင်ရခြင်းအကြောင်းရင်းမှာကိုဒရင်းအရေးမြစ်တွေကအောက်ပါအတိုင်းဖော်ပြထားပါတယ်မြေပြင်တပ်ဖွဲ့ဝင်များရှယ်လွှတ်နိုင်ခြင်းမပြုတ်လို့နိုင်ခြင်းပေါ့
အစိုးရတရားကိုအပြောင်းအလဲလုပ်နိုင်ရန်အတွက်မြေပြင်တပ်ဖွဲ့များ boots on ground တိုက်ခိုက်ဆဲလွှတ်ရန်လိုအပ်ပါတယ်။သို့တော်လည်းအမေရိကန်နဲ့အစ္စရေးတို့အနေဖြင့်ထောင်နဲ့ချီသောကီလိုမီတာဝေးသည့်နေရာများသို့စစ်တေအင်အားအမြောက်အများပို့ဆောင်ရမှာမဖြစ်နိုင်လောက်အောင်ခက်ခဲသောကြောင့်ဖြစ်ပါတယ်။ဒီစစ်ဘက်အမိန့်ပေးစနစ်ကိုဖျက်ခွဲထားခြင်းပေါ့။အီရန်အနေနဲ့၎င်းတို့၏တော်လှန်ရေးအဆောင် IRGC ကိုပြည်내30နဲ့တရတ်မြို့တော်အတွက်စုစုပေါင်း unit 30တခုနှစ်ဖြစ်ခွဲထုတ်ကဗဟုချုပ်ကိုင်မှုရှော့ချထားခဲ့ပါတယ်။ 2 unit တခုချင်းစီကိုကိုပိုင်စစ်စီရေးဆုံးဖြတ်ချက်များချနိုင်သည့်လွတ်လပ်ခွင့်ပေးထားပါတယ်။စနစ်တကျပြင်ဆင်ထားသောစက္ကန့်တူများရှိခြင်းအရေးကြီးသောရာထူးနေရာတိုင်းအတွက်အဆင့်9ဆင့်အထိအစားထိုးဆက်ဆံမဲ့သူများကိုစနစ်တကျပြင်ဆင်ထားသည်။ထို့ကြောင့် February 24 ရက်နေ့တွင်ထိပ်တန်းခေါင်းဆောင်များအားလုံးတက်ခံရတော်လဲဒဏရီအတွင်းမှာပြင်အီရန်ဘက်မှပြင်ဆင်ထားသောပြန်လည်တုံ့ပြန်မှုများစတင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။အမျိုးသားရေးစိတ်ဓာတ်နဲ့တည်ရှိပြင်ဆင်မှု၎င်းတို့သည်1989ခုနှစ်အစ္စလာမစ်တော်လှန်ရေးပြီးကြတဲ့ကယခုကဲ့သို့အမေရိကန်နဲ့အစ္စရေးတို့ကအလုံးစုံကျူးကျော်စစ်ပွဲမျိုးအတွက်48နှစ်တိုင်ကျူတင်ပြင်ဆင်ထားခဲ့ခြင်းဖြစ်ပါတယ်။စစ်ပွဲတဘောတဘာဝကျွန်တော်နည်းနည်းပြောလိုပါတယ်။စစ်ပွဲတစ်ခုကိုစတင်ရန်လွယ်ကူတော့လဲပြန်လည်ထွက်ခေါ်ရန်ခက်ခဲပြီးရုရှားယူကရိန်းစစ်ပွဲကဲ့သို့ပြင်အချိန်ကြာမြင့်စွာရုံမထွက်နိုင်သည့်အခြေအနေတွေတို့ရောက်ရှိသွားနိုင်သောကြောင့်ဖြစ်ပါတယ်။နောက်ပြီးတော့ဒီအီရန်နိုင်ငံကိုတိုက်ခိုက်ရန်အမေရိကန်ကဘလောက်ပြင်ဆင်ချက်တွေရှိတာလဲဆိုတာနောက်ထပ်ကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမေရိကန်ဦးဆောင်သော Epic Fury စစ်စင်ရေးတွင်အီရန်နိုင်ငံကိုတိုက်ခိုက်ရန်အသုံးပြုခဲ့သည့်စစ်သည်အင်အားနဲ့လက်နက်အင်အားအရေးအတွက်များကိုကျွန်တော်တင်ဆက်ပါမယ်။စစ်သည်အင်အားဘလောက်သုံးတယ်လဲ။အခုအီရန်စစ်ပွဲမှာအမေရိကန်ကစစ်သည်အင်အား9000ကျော်ပါဝင်ပြီးတော့နောက်ထပ်စစ်ကူများကိုလည်းစစ်လက်ရှိလွတ်ဖို့အစီအစဉ်ရှိပါတယ်။ပြီးတော့တိုက်လေရင်နဲ့ဘုံကျဲလေရင်ဘလောက်သုံးတယ်လဲ။တိုက်လေရင်ကိုအစည်း200လောက်သုံးပြီးတော့ B1, B2 နဲ့ B52 အမျိုးအစားဘုံကျဲလေရင်များအသုံးပြု၍အီရန်နိုင်ငံအတွင်းပိုင်းစီပြစ်မှတ်များကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ Jitat in ane leyin tin timbo bo no aircraft carrying နစီပါဝန်တော့ Jitat အုပ်စုများက အီရန်နိုင်ငံကိုပြည်လဲပြမှပြင်ဝဲရံပစ်ဆိုပြီးတော့တိုက်ခိုက်နေပါတယ်။ဒုံးကျည်များနဲ့ခဲယမ်းများဘလောက်တုံးတယ်လဲပေါ့။ဒီစစ်စီရေးပထမ100နာရီအတွင်းမှာပြင်ခဲယမ်းမီးကျောက်2000ကျော်ကိုအတုံးပြုတ်ခဲ့ပြီးပစ်မှတ်ပေါင်း2000နေပါကိုတိုက်ခိုက်ခဲ့တာပါ။သူပြင် premise ဟုခေါ်တော့အဝေးပစ်တိကျစစ်စီဒုံးကျည်များ long range precision strike missiles နဲ့ drone ကျည်များ cruise missiles အမြောက်များကိုလည်း USA ကသုံးပါတယ်။ဒုံးများကိုဘယ်လောက်သုံးလဲဆိုလို့ရှိရင် Task Force Scorpion Strike ဟုခေါ်တော့ဒုံးတပ်ဖွဲ့ဝင်အစစ်မစ်တင်ထားသည့်အတေခံတိုက်ခိုက်ရေး drone ပေါ့နော် one way attack drones အမြောက်များကိုလည်းအသုံးပြုခြင်းဖြစ်ပါတယ်။ဒီစစ်စီရေးဒီမြို့ဆက်တစ်ခုအတွင်းအမေရိကန်နိုင်ငံ၏အကြီးမားဆုံးသောစစ်အင်အားအသုံးပြုမှုဖြစ်ပြီး2003ခုနှစ်ကအီရန်စစ်ပွဲအတွင်းအသုံးပြုခဲ့သည့်အင်အားထက်နှစ်ဆနီးပါးပူမှုကြီးပါကြောင်းအမေရိကန်၏ဗဟုချုပ်စန်ဂေါ့ကအတည်ပြုပြောထားပါတယ်။အမေရိကန်၏ Operation Epic Fury စစ်စင်ရေးကိုအီရန်နိုင်ငံကအောက်ပါအချက်လက်များနဲ့နေလမ်းများစွာအသုံးပြု၍ပြင်းထန်စွာပြန်လည်တုံ့ပြန်ခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင် ballistic ဒုံးကျည်များပေါ့နော် ballistic missiles အီရန်အစိုးရတွေတုံ့ပြန်မှုအနေဖြင့် ballistic missiles 900ကျော်ကိုလည်းပစ်လွှတ်ခဲ့ပါတယ်။ဒုံးကျည်များ drone ပေါ့နော် drone များအီရန်စစ်စင်ရေး2000ကျော်ကိုအသုံးပြု၍အဆိုပါ drone များနဲ့ဒုံးကျည်များဒီအယက်သားများကိုပါပြစ်မှတ်ထား၍ခွဲချက်ခြင်းမရှိဘဲတိုက်ခိုက်ခြင်းပင်ဖြစ်ပါတယ်။ချက်ချင်းပြီးတုံ့ပြန်ဖို့February 28 ရက်နေ့နာနဲ့9:40မိနစ်တွင်အီရန်နိုင်ငံခေါင်းဆောင်ပိုင်းများအားလုံးတိုက်ခိုက်ရတော့လေအမိန့်ပေးစနစ်ဖြင့်ဖြန့်ခွဲထားခြင်းနဲ့အစားထိုးမဲ့သူများကိုဂျူတင်ပြင်ဆင်ထားခြင်းကြောင့်တနင်္လာရီအတွင်းနာနဲ့10:40မိနစ်မှာပြင်းထန်သောပြန်လည်တုံ့ပြန်မှုများအီရန်နိုင်ငံကစတင်လုပ်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ဗဟုချုပ်ကိုင်မှုမရှိသောစစ်စင်ရေးအီရန်တော်လှန်ရေးအစောင့်တပ် IRGC ကိုနေမီအလိုက် unit 30တခုခွဲထားပြီး၎င်းတို့ကိုပိုင်ဆုံးဖြတ်ချက်ဖြင့်တိုက်ခိုက်နိုင်ခွင့် operational command and control ပေးထားကြောင်းဗဟုအမိန့်ပေးစနစ်ဖြတ်ရှိတော်လဲတုံ့ပြန်တိုက်ခိုက်မှုများကိုဆက်လက်လှုပ်ဆောင်နိုင်ခြင်းဖြစ်ပါတယ်။
ချွတ်အပြင်အမေရိကန်ဘက်ကလည်းအီရန်၏မူရင်းဒီဇိုင်းကိုအခြေခံ၍ပူကောင်းမှုအောင်ပြုပြင်ထားသည့်အတေခံတိုက်ခိုက်ဒုံးများ one way attack drone ကိုအသုံးပြု၍အီရန်တွေကိုပြန်လည်တိုက်ခိုက်ခဲ့ကြောင်းရင်းမြစ်တွေကဖော်ပြထားပါတယ်ဒီတစ်ခေါက်အီရန်စစ်ပွဲအကြောင်းဒီလောက်နဲ့ပဲအဆုံးသတ်ပြရစေနောက်ပိုင်းမှာလည်းကျွန်တော်ရဲ့ဗီဒီယိုလာကြည့်ရှုပေးကြပါလို့တောင်းခံရင်းကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်ပေးပါလို့တောင်းခံရင်းနဲ့ဒီဗီဒီယိုဒီကနေပဲရပ်သွားမှာဖြစ်ပါတယ်အားလုံးအပေါ်ကျေးဇူးတင်ပါတယ်